ဟုတ်ပါလေဦးလေးသားဟိုကျွန်တော်မနေလို့တိုက်ပြီလား အတော်တောင်းမှလည်းကြွနေရဲ့သူကဟိုမှာဒေါသဖြစ်လာလို့နောက်ဒီလိုမဖြစ်เสียပါဘူး အမေတို့မြန်အဲ့မှာရဲ့ကိုသမီးအရင်ခောက်ဘက်ကမလိုက်ဖဲနဲ့ဒဇိမ့်ဘက်ကလက်ရတယ်လို့လူကြားတော်မှမကောင်းတော်ပြီနောင်များတော့လေကျွတ်နီနဲ့ပတ်သက်လို့ရှင်ရေရွှေတို့ဝိုးရရှောင်ပါမယ်လို့သမီးရေသမီးရေရွှေမင်းလာကြည့်ကောင်းကောင်းမပြင်ရခေါ်ပြန်ပြီအမေကလည်းတစားခေါ်တာ哦ဒီမှာခရုတ်တိုက်မိကုန်ပြီကဲပြောလူကိုခေါ်ပြီးဘာသုံးချအောင်လို့လဲ သမီးပြေလေမအားလို့ဖုန်းကြောင်းဆုံးသွားဖို့ပြီနော် အမေတို့မြန်နော်သမီးလေးတယောက်တည်းမွေးထားပါတယ်အကွာစိတ်နေတာပဲခိုင်းလဲခိုင်းတယ်ပါ အော်သမီးကလည်းဟိုဖုန်းကြီးစွန်းစားနောက်ကျနေမယ်သမီးရဲ့မေသမီးလေးကလိမ္မာပါတယ်တော့ပို့လိုက်နော် ဟမ်ပြီးရော